အခုလဲသွားမှာလား စပင်းညလာရလှသွားတယ် ဘယ်လိုခံစားရလဲ နောက်ဘယ်လိုပြောလဲကို16 19လို့ထင်သွားတယ်လို့ အခုကတော်တော်အသက်ကြီးနေပြီပေါ့ 21အသက်နှစ်လောက်ရော့သွား ကောမတ်တွေမှာတွေ့တယ်နော် ဘာလို့ ခလေးမေဟုတ်ရလာတယ်ဘာရောအမန့်တွေစုံနေတာပဲ ဝေးစားတာအမေ ကိစ္စပြော အမေသားဒါမောင်လေးရုံလူနေရပါ21ပါ ကောမတ်တွေအောင်ဝင်ကြည့်တာအများကြီးပဲနော်ဟိုချစ်တာကြိုက်တာတွေရောမပြောရတဲ့သူတွေမှာတပုံကြီးပဲ ဟိုသူတို့ရှစ်လို့ပြောတာလေ အေးပါ ကိုကပြန်ရှင်းမယ်လို့ပြောတာမှမဟုတ်တာ နည်းနည်းမျှပေးလေအချစ်တွေများနေအစိမ့်မပြေဘူးလား promotion ချပြီ promotion အောင်ရှာပြအောင်အေးကောင်းတယ် ပြီ ဝတ်ဒီလုံး တမင်းနဲ့ပြပါပြီ